လုံးပဲမင်္ဂလာပါ Vista Vibe Blog ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ရန်ကုန်နဲ့မဝေးတဲ့နေရာတစ်ခုမှာဒီထွက်ချင်သူတွေအတွက်လုံးဝကိုစိတ်အပန်းပြေစေမယ့်နေရာလေးတစ်ခုကိုခေါ်သွားမှာဖြစ်ပါတယ်အဲ့ဒီနေရာလေးကိုတော့ရာကင်းသားလို့ခေါ်ပါတယ်ရာကင်းသားကဒီတန်လင်းတရားအမှတ်နှစ်ပေါ့နော်ကလဝဲပတ်ချမ်းမှာတည်ရှိပြီးတော့ဒီကလဝဲဆင်းချင်းမှာပဲဒီရာကင်းသားနေရာလေးကိုဒီလိုပေါ်ချောင်းလေးနှစ်ဘေးမှာတွေ့နိုင်တာဖြစ်ပါတယ်သူကစားတောက်ဆိုင်လေးတစ်ခုဖြစ်ပါတယ်ဒါပေမဲ့စားတောက်ဆိုင်ဆိုတာထပ်ပိုတဲ့ view တွေနဲ့ပေါ့နော်သူကအဝင်ဝမှာတင်ဒီလို resort လေးတစ်ခုကိုရောင်းနေတယ်လို့မျိုး vibe မျိုးကိုအပြည့်အဝပေးထားတာပေါ့နော်ဒီလိုရှောက်လန်းလေးတိုင်းလာပြီးလို့ရှိရင် reception counter လေးတစ်ခုရှိပါတယ်မင်းတို့ကတော့ booking ကြိုယူထားတာမလို့ဒီ wine အတွက်စိတ်ပူစရာမလိုပါဘူးရှင်ဒီတဲမျိုးစားလေးတွေလည်းပေါ့နော်အမျိုးမျိုးရှိတယ်မင်းတို့ကတော့ဒီကန်ဆက်နားမှာရှိတဲ့ view အပွင့်တဲလေးကိုယူဖြစ်ခဲ့ပါရဲ့ရှင် view တဲ့ဝင်ချင်းမှာပဲမြင်လာရတဲ့ view ကလုံးဝကိုစိတ်အပန်းပြေသွားစေပါတယ်။ရန်ကုန်မှာမဟုတ်တဲ့တခြားနယ်မျိုးလေးတစ်မျိုးကိုရောက်သွားတယ်လို့ခံစားချက်မျိုးအပြည့်အဝပေးစွမ်းနိုင်ပါတယ်။သူရဲ့ဒီပေါ်ချောင်းလေးနဲ့ဘေးရဲ့ဒီလိုထရံကအမိုးတဲလေးတွေရဲ့ပေါ့နော်။နောက်တစ်ခုဒီလိုစိမ့်ဆူဆူအုံးပင်လေးတွေနဲ့ပေါ့နော်မြင်ရတာမသိရင်ဒီကမ်းခြေအသေးစားလေးတစ်ခုရောက်သွားတယ်လို့ပဲပေါ့နော်ဒါကတော့မင်းတို့မစားဖြစ်ခဲ့တဲ့အစားအသောက်တွေပါခုနလိုပေါ့နော်ကင်းမွန်ပြကြီးငါတော့နောက်ဝက်ကုတ်သားကင်တော့အဲ့ဒီလိုမျိုးတရုတ်ထိုင်းအစားအစာတွေအပြင်ဒီလိုမြမရိုးရာအကျော်ဆုံးလက်ဖက်တော့ဂျင်းတော့နောက်တခြားပေါ့နော်ဒီကစုံပလိန်တို့ဘာလို့လိုမျိုးအစားအသောက်ကိုလည်းအစုံလင်းရရှိနိုင်ပါတယ်နောက်သူ့ရဲ့ထူးခြားချက်တစ်ခုကတော့ထန်းရည်အေးလေးပဲဖြစ်ပါတယ်ဒီထန်းရည်အေးရလေးကဘယ်လောက်တောင်ကောင်းလဲဆိုမင်းတို့တခြားထန်းရည်တွေတောက်ပြီးလို့ရှင်ခေါင်းမူကခေါင်းကိုက်တာဖြစ်ပေမဲ့ဒီရာကင်းသားမှာရတဲ့ထန်းရည်လေးကကြတော့ပေါ့နော်ခေါင်းမူကခေါင်းကိုက်တာလုံးဝမဖြစ်ဘူးအဲ့တော့အရန်ကိုတောက်လို့ကောင်းတယ်ရေခဲလေးကြီးလည်းလူတလောက်မှာလို့ရတော့ပေါ့နော်အမြီးလေးစားလိုက်ထန်းရည်လေးတောက်လိုက်နဲ့လုံးဝချေးပြစ်ခဲ့တဲ့နေလေးတစ်နေ့ပါပဲအားတာရလုံးတော့မမင်းတို့ကတော့ညနေဆောင်တဲ့အထိနေဖြစ်ခဲ့ပါတယ်သူ့ရဲ့ဒီလိုမျိုး vibe အပြည့်လေးရပေါ့နော်တကယ်ကိုနေမျိုးလေးတစ်မျိုးမှာခဏတာ relax လုပ်လိုက်ရတဲ့ခံစားချက်ကိုအပြည့်အဝရရှိစေပါတယ်အားလုံးလည်းရန်ကုန်မြို့နဲ့ဒီမဝေးတဲ့နေရာမှာအပန်းဖြေခြင်းနဲ့ day trip ခရီးထွက်ခြင်းနဲ့ဆိုလို့ရှိရင်ရာကင်းတာလေးကိုလာခဲ့ဖို့အတွက် recommend ပေးချင်ပါတယ်เนาะအားလုံးပဲဗီဒီယိုလေးကိုကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက် vlog တွေမှာပြန်တွေ့ပါမယ်ရှင်တတား